ဘာဖြစ်တာလဲလို့ကိုအောင်ဒီမှာဖဖဒီရဲ့ပိုင်းဖဖကိုကြည့်ရတာမျက်နှာမကောင်းပါလားစိတ်မညစ်ပါနဲ့တော့တည်သွားတဲ့လူကတည်သွားပြီပဲပြန်ရှင်လာမှမဟုတ်တာဒီလိုပဲလေချစ်ခဲ့တာပဲဒီအချစ်ကိုပြန်မိတ်နိုင်ဖို့ဆိုတာအချစ်တစ်ကိုရှာဖွေပြီးရင်အချစ်ဟောင်းမိတ်သွားမှာပါကိုအောင်ရေဖဖသူရှိသည်ဖြစ်စီမရှိသည်ဖြစ်စီဖဖသူ့ဘောတစ္ဆာရှိခြင်းနဲ့ဖဖကိုပြောစရာရှိတယ်ဟိုးအရင်ကတည်းကဖဖနဲ့ဖိုးထောင်နဲ့ချစ်သူစားဖြစ်ကလေးကကိုအောင်ကဖဖကိုတစ်ဖက်တည်းကြိတ်ကြွေနေတာအဲ့တုန်းကကိုအောင်နဲ့ဖိုးထောင်နဲ့လည်းတငယ်ချင်းအရင်ခောက်ဆိုတော့သူ့ကိုအားနာတယ်နဲ့ဦးစားပေးလိုက်တာခုလိုဖဖကိုတမ်းမိုးထားပြီးချစ်ပြီးရတော့ကျေးဇူးတင်ပါတယ်အောင်တင်ငါတေးမရက်တော့မလဲရသေးဘူးမင်းကမြတ်ကွာဆက်ငါရဲ့ခါလေးကိုမင်းရဲ့ဝှက်ကြွနေတာတွေးကြသေးတာအောင်တင်ရကိုအောင်ဘာဖြစ်တာလဲလို့ကိုအောင်လူတယောက်ကိုလေပြင်းလာညစ်တယ်လို့ခံစားရတယ်အဆိုဒီညနေတော့ရအောင်နော်ကိုအောင်လားကောင်းကြီးอ่ะဘုမထိုင်းတဲ့အုံးမလေးစောင့်အောင်မိုက်တယ်နော်အေးရောနော်ဒီလိုတာဇန်နေတဲ့နေရာမှာဒီလိုလမ်းလေးရှိတယ်ထင်းအောင်ထင်းဘူးပါလားအဲ့ကြောင့်မင်းကပြောတော့ရှောက်မတွက်ပါနဲ့လို့ကပြောတာနည်းတော့ကြောက်နေတယ်အေးကြောက်ငါပဲအင်ထိုးအေးနိုင်မဲလို့နိုင်တော့ညီမဘာဖြစ်နေလဲကိုတို့ဘာကူညီပေးရမလဲညီမဘယ်လိုစော်ကားရတာလဲဘာလာပြောနေရလဲရှင်တို့ကဘာလုပ်နေလဲကိုတို့ကဒီလိုပါကွာဝေးဦးတော့မဟုတ်ပေါ့ကွာလဲဆိုပေမဲ့သို့တော့အကြတော့ကိုတို့ကအောင်တင်ရဲ့တငယ်ချင်းတွေဟိုဘက်ရွာလာဒီဘက်ရွာလာဘယ်ရွာလာအောင်တင်ရဲ့တငယ်ချင်းဟာခင်ဗျမင်းနိုင်တူကကြောင်နေမင်းတကယ်ကြီးအောင်တွေကဒီရွာမဟုတ်အော်ဟုတ်တယ်အောင်တင်ရဲ့တငယ်ချင်းတွေကိုတို့ကသူအလဲခေါ်လို့ကိုတို့ရောက်လာတာဒီမှာရှင်တို့ဘယ်ရပဲလာကျမစိတ်မဝင်စားဘူးကိုဘကိုတယောက်တည်းအေးစေးနေပြရစီသွားကြပါကိုတို့ကကူညီလို့ပါညာရဲ့ကိုတို့ကကူညီပြစီတွေပါကွာမကူညီပါနဲ့ကူညီလည်းမလို့သွားနော်ရှင်တို့ထွက်သွားနော်ရှင်တို့ထွက်မသွားကျမအဆိုးမဆိုနဲ့နော်ကူညီပြစီကွာမလို့ဘူးလို့ပြောနေရှင်တို့မသွားဘူးလားသွားမှလားပြောဟာလိုင်းပါလားသွားနော်ထွက်သွားနော်ဟောရကြီးနော်ပွင့်မီတာခေကိုရောက်သွားပြီနော်အာယုံတော့ပြင်နော် runအေးအနကြောင်းနေပြီနင်းကြောင်းလာနင်းလောက်ပါအဲ့လေအောင်မလေးလာ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 ကျွတ်กินတဲ့ထေးလေးတော့ကန်နေတာစောမယ်လीကွာအဲ့လေးကိုအမှန်တော့ခွန်းဟိုမှာအောင်တင်နဲ့ပါလာတဲ့နှစ်ကောင်မြုံမှုတင်ပါတယ်ဒါမကောင်းညာတော်ပါတော့ကွာသွားတော့ပြီးတာငါတို့စော်လေးတွေဖုန်ကြောင်လည်းမတွေ့တာတွေ့တယ်လीကွာကွာကြက်တိရုံမရှိဟိုမှာတရုတ်ကကြည့်ရင်ဟိုမှာအုံသီးမှာတောက်တက်ကတ်နေတဲ့ကေကိုကောင်ကဂျပန်ဘိုက်မတန်မရလေကွာငါကြောင့်ဘင်းလာရောက်ဟုတ်ပါတယ်ရုံးနေလို့ပြောငါခဏလေးရုံးနေတော့ငါလုံးနေအမတက်တာလာမင်းလူဒါတိုက်တာဒါအောင်နေဦးငါတို့သွားပြောမယ်လားရှင်းတော့ကျွန်တော်နာမလောက်နဲ့ဘာဖြစ်နေပါချခံလာလာလာကဲလာသမားကွာမင်းတာဇန်မတွေကိုကွာလွတ်ထားသားမှာငါတော့မင်းတားလို့ကိုမှုန်ငါကြုံပြီစမ်းကောင်းလိုက်တဲ့ရမယ်စမ်းအောင်နေဟဲ့လာအောင်ကခေါ်လိုက်ရမင်းကောင်ဘင်းတော်ပေါက်နေပြီမြို့လေကွာလှုပ်ရှုံနေမှာဘာကြီးလာစားနေရလဲလာစားတယ်လုံနေနဲ့မင်းမျိုးကခေါ်လိုက်နှစ်ကောင်လှုပ်ပုံကောင်းသေးရဲ့လားငါလက်ခွန်းငါစောက်ရမ်းတစိတ်လို့နေဘလို့ဖြစ်တာလဲဘာဖြစ်ရမှာလဲမင်းမျိုးကခေါ်လိုက်ဟိုနှစ်ကောင်လေငါကြောင်နှစ်ကောင်ငါတို့ရဲ့ဒီမှာရမ်းချစ်ပြီးရွှေလို့ဥထားတဲ့စော်လေးတွေကိုဖုန်ကြောင်နေရရွာလေးကောင်မှာလူမြင်လို့တော့မကောငါတောင်းမှန်ပါတယ်ကွာဟေးမင်းမျက်နှာကြောင်ငါဒီခါတော့ထားလိုက်တော့မယ်လျှော်လိုက်တော့မယ်နော်မင်းနောက်တစ်ခါပြောတာမင်းကောင်လေဟေးပါကွာသွားပြီကွာဆိုလေဟေးခဏလေးညကြရင်ဖဲဝိုင်းရှိသေးလားလာခဲ့အောင်မင်းတို့နေအောင်ဟုတ်ပြီကွာရေးတယ်မှာမင်းရတယ်